Man City အသင်းလိုအပ်နေတာဂူဟီများလား Premier League အသင်းတွေထဲမှာလိုတာရအသင်းကတော့ Man City အသင်းပဲဖြစ်ပါတယ် Man City ပြည်သက်လို့ရတာတကယ်တန်ပါတယ်အသင်းပဲနေရာလိုလဲလိုတဲ့နေရာကိုချက်ချင်းဝယ်တာပါပဲငွေကြေးဆိုတာပြဿနာကိုဟုတ်မနေတာပါGuardiola ဆိုတဲ့နာမည်တစ်လုံးကိုကြားရတယ်ကစားသမားတွေကလည်းလိုလိုချင်ချင်နဲ့လာချင်ကြတယ် Premier League မှာ Man City ကိုဘာမှမဟုတ်ပါဘူးလို့ကိုပဲတွေးခွင့်မရှိပါဘူးမဖြစ်ဖြစ်တဲ့နည်းနဲ့နောက်ကနေမှီအောင်လိုက်လာတတ်ပါတယ် Guardiola မရှိရတဲ့တော့မှ Man City ကဆက်ပြီးတော့သွားနေအောင်ပါပဲအဆင့်တစ်ခုရှိတဲ့ဘယ်နီးပြားနဲ့မဆို Man City ကအလုံးဖြစ်နေအောင်ပါပဲဖြစ်ပါတယ် Wolves နဲ့ပွဲမှာဂူဟီဝင်ပြီးတော့ကစားသွားတယ် clean sheet ယူပြသွားတယ် Wolves ဆိုတာတန်းဆင်းရမယ်အသင်းဒါပေမဲ့ရုံးအားရှိတယ်ဂိုးသွင်းတတ်တယ် Arsenal Liverpool Man U အကုန်လုံးကိုဂိုးလိုက်ပြီးတော့သွင်းထားတာ Man City လိုအပ်နေတာလည်းနောက်ခံလူပဲဖြစ်တယ် Charley Max Elneny ကလိုသေးတယ်ဂူဟီကိုခေါ်လိုက်တာမှန်သွားတယ်သူလည်းပါလာအောင် Man City ကလုံးဝတည်ငြိမ်သွားတယ် January မှာခေါ်ယူထားတဲ့ Semenyo ကဂိုးသွင်းတယ်ဂူဟီက clean sheet ယူပြီးတယ်ကဲပါလို့သေးတယ်ကျွန်တော်ထင်တော့Gravadio ကို side back ကိုပြန်ပို့ဝင်ပုံမယ် O'Reilly ကိုကွင်းလေပြန်ကစားခိုင်းတော့မယ်ထင်ပါတယ် Premier League မှာ Man City ကို short တွက်ရင်တော့မှားသွားပါလိမ့်မယ်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးသတင်းတွေနားထောင်ကြတော့ Sportkey ကို like and follow လေးလုပ်သွားဖို့ပြောချင်ပါတယ်စိတ်ပါဝင်စားလို့ဘောလုံးပွဲတွေစော်ကစားခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာလာရောက်အကောက်ပွဲစော်ကစားလို့ရပါတယ် Viber Telegram ဖုန်းနံပါတ်က3996898885ပဲဖြစ်ပါတယ်ခုလိုမျိုးဆုံးဖြတ်ကြည့်ရှုသွားပေးရင်ညီကိုအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ